သောပြောင်းဆုံးတော့ဘယ်ကိုသွားရမှာလဲတယောက်တည်းအတွေ့များနဲ့တွေ့ဝေနေချိန်လမ်းမရောက်အောင်သခင်ဖေးကူမကချစ်သားငါအနာမှာထာဝရနာခိုပါခေါ်နေကြယူနာရှင်မြေတာရှင်လူတွေအားလုံးရဲ့အသက်သခင်ယူနာရှင်မြေတာရှင်လူတွေအားလုံးရဲ့အသက်သခင်ယေရှုအကိုပါမိတ်ဆွေယုံကြည်မြဲနံပါတ်အိုသေးရဲ့အသက်တော်ကိုတော်ထမ်းပါဝမ်းမြောက်ခြင်းနဲ့အသင်စိတ်ငြိမ်သက်ရန်ချစ်သားငါအနာမှာ